ကဲဗျာရာသီဥတုကလည်းပူပဲစုံမလည်းခွဲရသေးတယ်တားကလည်းစီတန်းချင်းစီရတခါကောင်းမယ်အဲ့တော့ပြင်မမခံနဲ့အိမ်မှာအိမ်ကနေပဲကျွန်တော်ဒီနေ့နောက်တစ်ကောင်38ရက်ကွက်မှာရှိတယ်ပြင်းလင်လန်းထဲမှာကျွန်တော်မိဘတစ်ခွက်တွေတွေ့ထားတယ်တော်လေးမိုက်တယ်လိုက်ခဲ့ကဲဒီဘက်လေးကတော့ရောက်ပြီသူက location နေနေဆိုလို့ရှိလို့ရှင်တော့သူကနောက်တစ်ကောင်38ရက်ကွက်မှာရှိတယ်ဒရီရှီရီကနေဝင်မယ်ဆိုတော့သူကတစ်စစ်ပဲချိုးစရာလိုရပေါ့နော်အိမ်လေးကတော့သူကအခုမြင်တဲ့အတိုင်းပဲသူကနှစ်ထပ် print organ လေးပါတယ်ကဲကိုကဝယ်ပြီးလို့ပြန်ပြီးတော့ငားတင်နေပါခြင်းလဲဆိုတော့အဆင်ပြေတယ်လမ်းလိထားကလည်းတစ်ချက်ဒီကျွန်တော်ပြသလိုပဲလမ်းလိထားကလည်းပွင့်လင်းကြောင့်ဆိုကိုရက်ကလည်းခင်းထားတာတော်တော်လေးတိတ်မကြတဲ့လိုမှရှိရလမ်းကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်စားစံအနေနဲ့ဆိုတော့ပိုင်ဆိုင်မှုအနေနဲ့တော့ KM ဝင်ရင်းကိုရမယ်ဒီဖောက်လို့လွယ်တယ်ဗျာစားစံနေရတယ်တော့အချိုးချင်းကင်းတယ်အဆင်ပြေရပေါ့နော်သုံးနေရတယ်ကောင်းတယ်လမ်းလိထားလည်းမဆိုဘူးအဲ့တော့အခုကြည့်နေတဲ့ဒီကော်လေးကိုစိတ်ဝင်စားရဆိုရင်တော့ဈေးနှုန်းအနေနဲ့ကတော့မြန်မာငွေသိန်း9300ကိုညီနိုင်နဲ့ခေါ်ထားပြီးတယ်အဲ့တော့စိတ်ဝင်စားဆိုရင်အများကြီးမစင်စားနဲ့ဖုန်းဆက်လိုက်ကျွန်တော်တို့ကိုစစ်တူပါ